ကျွန်တော်ချစ်ခဲ့တာဆိုလို့ဗီဒီယိုဂိမ်းကစားရတာပဲဖြစ်တယ်ကျွန်တော်ကဘာတစ်ခုလုံးကကွန်ပျူတာပဲဖြစ်ခဲ့တယ်ဒါပေမဲ့အဖွားမှာကင်ဆာရောဂါဖြစ်နေတယ်ဆိုတာသိလိုက်ရတဲ့နေ့မှာတော့ကွန်ပျူတာကိုထားခဲ့ပြီးအဝတ်စားတွေထုတ်ကအဖွားရှိတဲ့နေရာကိုချက်ချင်းသွားနေခဲ့တယ်အဲ့ဒီနေ့ကစပြီးနေ့တိုင်းအဖွားပေးမှာပဲအချိန်ကုန်ဆုံးမယ်လို့ဆုံးဖြတ်ခဲ့တယ်မနက်တိုင်းမနက်6 နာရီမှာအိပ်ရာထားပြီးအဖွားရဲ့မနက်စာဆိုင်လေးကိုကူညီဖွင့်ပေးခဲ့တယ်ဆိုင်ပိတ်ပြီးရင်အဖွားနဲ့အတူအိမ်ပြန်လမ်းလျှောက်ပြီးတခါတလေလမ်းမှာအဖွားရဲ့တငယ်ချင်းတွေစီလည်းဝင်လဲကြတယ်လူတွေကကျွန်တော်ကိုအဖွားကိုဂရုစိုက်တဲ့မြေကောက်တယောက်လို့ထင်ကြပေမဲ့အမှန်တရားကတော့အဖွားရဲ့အမွေကိုရဖို့အတွက်ပဲသူနဲ့အတူနေနေတာဖြစ်တယ်ပထမဆုံးရောက်တဲ့နေ့မှာပဲအိမ်ကိုတိတ်တဆိတ်တစ်ပုံရိုက်ပြီး online မှာရောင်းဖို့ဟန်ဆောင်တာကြော်ညာတင်ခဲ့တယ်အဲ့ဒီအိမ်ရဲ့တန်ဖိုးကတန်းပေါင်းများစွာရှိတယ်ဆိုတာသိလိုက်ရတော့ကိုတတိတယောက်လိုနေထိုင်နေတဲ့ပုံကိုတော့စိတ်ကူးရင်နေခဲ့တယ်တနေ့မှာတော့အဖွားကသူ့ရဲ့အလှဆုံးဝတ်စားကိုဝတ်ထားပြီးခြေထောက်နဲ့မတော်တဲ့ဖက်နဲ့တရံကိုစီးထားတာတွေ့လိုက်ရတယ်မိသားစုဝင်တွေရောက်လာမယ့်အချိန်ကိုအိမ်ရှိတကားနာမှာထိုင်ဆောင်နေခဲ့တယ်အဲ့ဒီအချိန်မှာပဲအဖွားမျက်နှာပေါ်ကစစ်မှန်တဲ့ပျော်ရွှင်မှုကိုပထမဆုံးအကြိမ်မြင်တွေ့ခဲ့ရတယ်အဲ့ဒီခိုက်တက်မှာပဲကျွန်တော်အမွေကိုဘယ်တော့မှရနိုင်တော့မှာမဟုတ်ဘူးဆိုတာနားလည်လာခဲ့တယ်ဘုန်းကြီးကျောင်းကိုသွားတဲ့လမ်းမှာဦးလေးတို့မိသားစုကအဖွားကိုမဆောင်ပဲရှေ့ကနေရှောက်သွားတာကိုသတိထားမိခဲ့တယ်မတော်တဲ့ဖက်နဲ့ကြောင့်အဖွားရဲ့ခြေထောက်မှာအရေးကြီးမှုတွေပေါက်နေခဲ့ပေမဲ့အဲ့ဒီဖက်နဲ့ကတားဖြစ်သူပေးထားတဲ့လက်ဆောင်ဖြစ်လို့မချွတ်ချင်ဘူးလို့ပြောခဲ့တယ်ဦးလေးတို့မိသားစုဖျားရှိခိုးနေတာကိုမြင်ရတော့သူတို့ရဲ့ဆူတောင်းတွေဟာစိတ်ရင်းနဲ့မဟုတ်ပဲလူမြင်ကောင်းအောင်လုပ်နေတယ်လို့ပဲခံစားမိခဲ့တယ်အဲ့ဒီအချိန်မှာအဖွားကကျွန်တော်ကိုမေးခွန်းတစ်ခုမေးလိုက်တယ်အဲ့ဒီမေးခွန်းကြောင့်ကျွန်တော်ရဲ့ရည်ရွယ်ချက်အမှန်ကိုဖုံးကွယ်လို့မရတော့တယ်လို့ခံစားရပြီးကိုအရန်ရှက်မိအချိန်တွေကြာလာတာနဲ့အမျှဓာတုကူထုံး chemotherapy ကအဖွားရဲ့ခန္ဓာကိုယ်ကိုတဖြည်းဖြည်းအားနည်းလာစေတာကိုမြင်တွေ့ခဲ့ရတဲ့ဖွားရင်မောနိုင်အောင်ဖုံးထဲက beauty filter တွေကိုတုံးပြခဲ့ပြီးသပင်တွေကျွတ်နေတာကိုဖုံးကွယ်ဖို့ကြိုးစားနေတဲ့အဖွားကိုလည်းကြည့်နေခဲ့ရတယ်နောက်ဆုံးမှာတော့အဖွားဟာသပင်အားလုံးကိုရိတ်ပစ်လိုက်ရတယ်အဲ့ဒီပုံစံကိုမြင်လိုက်ရတော့ကျွန်တော်ရင်ထဲအရန်နာကျင်သွားပြီးမှဘာမှမပြောနိုင်ခဲ့ဘူးအဖွားကရေခဲတက်တာထဲမှာစက်ချင်းစားကြံတွေတင်ထားတာကိုမကြိုက်ဘူးဘာလို့လဲဆိုတော့သူတယောက်တည်းနဲ့ဘယ်တော့မှမကုန်အောင်မစားနိုင်လို့ပဲဒါပေမဲ့အခုတော့ကျွန်တော်သူနဲ့အတူရှိနေတဲ့အတွက်အသေးအဖွဲရာလေးတွေကတော့အဖွားကိုပျော်ရွှင်စေတယ်ဆိုတာသိလာခဲ့တယ်တနေ့မှာအဖွားရဲ့ပတ်စံတချို့ပျောက်နေတာကိုတွေ့လိုက်ရတယ်လုံခြုံရေးကင်မရာမှတ်တမ်းကိုစစ်ကြည့်တော့ဦးလေးကယူသွားတာကိုတွေ့ခဲ့ရတယ်နောက်မှအဲ့ဒီပတ်စံတွေဟာအဖွားကိုယ်တိုင်တည်ဆုံတဲ့အခါတင်းချိုင်းအတွက်စုထားတဲ့ငွေဆိုတာသိလိုက်ရတယ်အဖွားကသူ့အကိုစီအကူအညီတောင်းတာကိုမြင်ခဲ့ရပေမဲ့ကူညီမဲ့အစားအပြစ်တင်စုပူတာပဲခံခဲ့ရတယ်အဖွားကအယံဝမ်းနေပြီးအိမ်ပြန်လာခဲ့တယ်ကျွန်တော်ကဘာလို့ဒီလောက်လာတဲ့တင်းချိုင်းကိုလိုချင်တာလဲလို့မေးလိုက်တယ်အဖွားကပြန်ဖြေတယ်ငါတင်းချိုင်းကလှနေရင်မင်းငါစီကိုပို့ပြီးမကြခဏလာလိမ့်မယ်လို့ထင်လို့ပေါ့အဲ့ဒီစကားကိုကြားလိုက်ရတော့ကျွန်တော်ဘာစကားမှမပြောနိုင်တော့ဘူးအဖွားရဲ့လက်ကိုပဲတင်းတင်းလေးဆုပ်ကင်ထားလိုက်တဲ့ယောဂကပိုဆိုးလာတာနဲ့အမျှညတိုင်းအဖွားဘေးမှာနေပေးခဲ့ပြီးနာကျင်မှုကိုအလွန်အမင်းခံစားနေရတာကိုကြည့်နေရခဲ့တယ်ဒါပေမဲ့တနေ့မှာတော့အဖွားကအိမ်ကိုသူ့သားနာမည်နဲ့တွဲပေးလိုက်ပြီဆိုတာသိလိုက်ရတယ်ကျွန်တော်အရန်စိတ်ထိခိုက်သွားခဲ့တယ်ကျွန်တော်အဖွားကိုဂရုမစိုက်ခဲ့လို့လားဘာလို့ကျွန်တော်ကအဖွားရဲ့ပထမဆုံးရွေးချယ်မှုမဖြစ်ရတာလဲလို့မေးလိုက်တယ်ဒေါသထွက်ပြီးစိတ်နာနဲ့ထွက်သွားခဲ့တယ်အဲ့ဒီအချိန်မှာအဖွားရဲ့မျက်လုံးထဲကမျက်ရည်တွေကိုတော့သတိမထားမိခဲ့ဘူးနောက်ပိုင်းခက်ထွေးအမှတ်တမ်းကိုပြန်ကြည့်တော့အဖွားကဖုန်းထဲက beauty filter ကိုဖွင့်ပြီးတယောက်တည်းပြုံးနေခဲ့တာကိုမြင်လိုက်ရတယ်အိမ်ထဲက pre boga တွေနဲ့ပစ္စည်းတွေကိုတစ်ခုချင်းတဲထုတ်သွားတာကိုမြင်ရတဲ့အချိန်မှာတော့ကျွန်တော်မျက်ရည်ကိုမထိန်နိုင်တော့ဘူးအဖွားကိုဘိုးဘွားရိတ်တာပို့လိုက်ပြီဆိုတာသိလိုက်ရတဲ့အခါချက်ချင်းသွားခေါ်ပြီးအိမ်ကိုပြန်ခေါ်လာခဲ့တယ်အဖွားရဲ့အပြုံးကိုနောက်တစ်ချိန်ပြန်မြင်ခွင့်ရခဲ့ပြီးသူမဘွားရဲ့နောက်ဆုံးခီးတစ်လျှောက်လုံးကျွန်တော်သူမဘေးမှာအတူရှိနေခဲ့တယ်အဖွားရဲ့ဇာပနနေ့မှာဖုန်းတစ်ခေါ်ဝင်လာတယ်အဲ့ဒီအချိန်မှာပဲအဖွားကကျွန်တော်အတွက်ဘဏ်ငွေတန်းစုဆောင်းထားခဲ့တာကိုသိလိုက်ရတယ်ကျွန်တော်ငယ်တုန်းကအရွယ်ရောက်ရင်အဖွားအတွက်အင်ကြီးတစ်လုံးဝယ်ပေးမယ်လို့ပြောခဲ့ဘူးလားကိုအဖွားကမမေ့ခဲ့ဘူးအဲ့ဒီကလေးကကျွန်တော်အတွက်နည်းနည်းချင်းစုဆောင်းထားခဲ့တာဖြစ်တယ်အဲ့ဒီအချိန်မှာကျွန်တော်ရဲ့အမတ်တရားတွေအားလုံးပြန်လဲပေါ်လာခဲ့တယ်အဲ့ဒီခါမှပဲအဖွားရဲ့ချစ်ချင်းမြတ်တာဟာကျွန်တော်ပေါ်အမြဲရှိနေခဲ့တာကိုနားလည်လိုက်ရတယ်ပတ်စံနောက်ကိုပဲလိုက်ရင်အဲ့ဒီမြတ်တာကိုမမြင်ခဲ့တဲ့သူကကျွန်တော်ကိုယ်တိုင်ပဲဖြစ်ခဲ့တယ်အဲ့ဒီငွေကိုအသုံးပြုပြီးအဖွားအတွက်အကောင်းဆုံးအနားယူရနေရာကိုစီစဉ်ပေးခဲ့တယ်နောက်ဆုံးမှာတော့ဒီလောကမှာတန်ဖိုးအကြီးဆုံးအရာကပတ်စံမဟုတ်ပဲမိသားစုရဲ့ချစ်ချင်းမြတ်တာနဲ့အတူရှိချိန်တွေဆိုတာကျွန်တော်နားလည်သွားခဲ့တယ်